ညီကြီးနင်တယောက်တည်းအိမ်မှာဘာလုပ်နေလဲအမဘာဖြစ်လာလဲအမလုံးချင်မှသွေးတယ်မင်းကငါကိုကြီးခါရခင်သစ္စာလွတ်လိုက်လို့ရောက်လာတာမဟုတ်လားဘာပြောမှလဲပြောသူ့အကြောင်းနဲ့အများကြီးသိဖို့ငါလိုအပ်တယ်အဲ့ဒါညီမလေးတို့နှစ်ယောက်လုံးကိုပရဘတ်ကအမှောင်တစ်ခုခုလွှမ်းမိုးစာပြုနေတော့ပဲရဘာဖြစ်လို့ဒီကိစ္စကိုစပြန်ခေါ်ခြင်းနေရဟာမင်းတို့တော်လာတော့ခင်သစ္စာကြောင့်သူတို့တော့ဒုက္ခရောက်ကြတယ်နင်ပြောတယ်မခင်တက်ဆောင်ဆိုတာအပြင်မှာတကယ်မရှိဘူးနစ်စိတ်ကလေးရတယ်စိတ်ဆုံးငါ့အောင်မေးလေဖဲကျွန်တော်မိမအပေါင်းတော်နေဗျလွယ်ရငါညမပါငါတော်လို့ဖြစ်သွားတယ်နင်ငေါ့အဲ့လိုလေတန်းနဲ့မပြောနဲ့ညီကအချင်းဖြစ်ပြီးတော့ကက်ကက်လန်ကိုရန်တက်ပြီးရိုက်ဆိုင်ပြတာဘလို့ဖြစ်နေရတော့ခေကရိုင်းနေအတကြီးတယ်ကိုတော့ကိုပဲသိတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်နိုင်ရသွားပြီဆိုအမရွတ်ဆိုတာကြံတတ်တယ်အမရွတ်ဆိုတာနောင်တော့တမျိုးလေခင်မောက်ဖြစ်တယ်ခင်မောက်ရမ်းဖြစ်တယ်ခင်ဗျာထိတ်တယ်မလားဘယ်ကိစ္စမင်းကကိုနန်းတော်မှမကြိုက်ဘူးဘယ်ကောင်လာနန်းတော်ခိုင်းမင်းကမှယောက်ျားလူဘဝကြီးမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုခင်ဗျာသိလားအဲ့ဒါအတင်းနဲ့တက်စားဗျဒီပပအတကြီးရဲ့မိန်းမတွေမင်းသူ့စီကမရတဲ့ကျင်နာမှုရဲ့ဂယူးဆိုင်မှုတွေငါစီကနေလာရှာနေရမလားဟောက်ပြန်ရေးဆိုရင်လောကမှာရှိတဲ့လူတွေအကုန်လုံးတိတ်ဆန်နေဖြစ်ကုန်ဒီတော့တကယ်မချင်ပဲနဲ့လူလုံးလုံးနေရမလားငါ့မောင်လာတော့ကြောက်နေရ